like that. Then do it like this. Do it like that. Then do it like. Do it like that. Then do it like this. Do it like that. Then do it like. Do it like that. Then do it like this. Do it like that. Then do it like this. Do it like. ကျောင်းဆိုတာတကယ်ချင်းအိမ်မက်တွေနဲ့တူကိုကဘာတူလဲဆိုတာကိုစတင်ရှာဖွေရနေရာတစ်ခုပါ ဒီရွယ်မှာယုံကြည်မှုဆိုတာချက်ချင်းရောက်လာမျိုးမဟုတ်ပါဘူး။တစ်ဆင့်ချင်းစီတိဆောက်ယူရတယ်လို့ထင်ပါတယ်ရှင် ကိုဝတ်ဆင်တဲ့ပုံစံကိုပေါ်ပြတဲ့ပုံစံတွေကတစ်ဆင့်နေ့တိုင်းယုံကြည်မှုကိုမွေးမြူရတာပေါ့ တခါတလေမှာတော့အစားပြုဖို့တော့ကိုနည်းနည်းလေးယုံကြည်ပေးလိုက်ရုံနဲ့လုံလောက်ပါတယ် မင်္ဂလာပါကျွန်တော်ကတော့လူငယ်တပ်ပုံဆရာကစ်ဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကလူငယ်ဘဝနဲ့တငယ်ချင်းပေါင်းတင်ကြက confident အကြောင်းကို school fit အနေနဲ့ရိုက်ကူးသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ Vivo V70 ရဲ့ Zeiss lens system ကိုအသုံးပြုပြီးတော့ locker room နဲ့အားကစားကွင်းနဲ့ movement များကိုဖန်တီးသွားမှာဖြစ်ပါတယ် 23mm နဲ့ 35mm lens တွေအားကျွန်တော်တို့တငယ်ချင်းတွေကြားရရှင်းနေမှုကိုပြတဲ့အခါမှာအရန်ကိုအသုံးဝင်ပါတယ် 50mm ကတော့ကျွန်တော်တို့တငယ်ချင်းတွေနဲ့ပြုံးတွေကိုပြသတဲ့နေရာမှာအရန်ကိုအသုံးဝင်ပါတယ် Telephoto lens ကတော့ကျွန်တော်တို့အဝေးကနေအနောက်ရှက်တွေကိုမပါပဲကျွန်တော်ရိုက်ကူးတဲ့နေရာမှာအသုံးဝင်ပါတယ် ကျွန်တော်တို့မှာပါတဲ့ cinematic compression ကြောင့်လူတယောက်ချင်းစီလည်းရတယ်လို့အုပ်စု live vibe ကိုလည်းသူကရိုက်လို့ရတဲ့အခါမှာအရန်ကိုအဆင်ပြေပါတယ် ကျွန်တော်တို့လူငယ်တွေကလှုပ်ရှားမှုအရန်မြန်တယ်ဒါကြောင့်ဖုန်းထဲမှာ focal length တွေကိုချက်ချင်းပြောင်းပြီးရိုက်နိုင်တာသူ့ရဲ့အားသာချက်ဖြစ်ပါတယ်ကိုရှာဖွေနေတဲ့အချိန်မှာတော့ကိုယုံကြည်ပေးမှုကအဓိကဖြစ်ပါတယ် ။ဆက်လပ်ကအဲ့ဒီတရုံမှုခရီးစဉ်မှာယုံကြည်မှုရှိအောင်ကူညီပေးပါတယ် တခါလေတခြားသူတွေနဲ့ရှင်ပြီးတတ်ပြင်မဲ့ကိုလက်ခံတတ်ဖို့ကအရေးကြီးဆုံးပါပဲ ယုံကြည်မှုဆိုတဲ့ຢာမျိုးကချက်ချင်းရောက်လာတာမျိုးမဟုတ်ပါဘူးဒီကျွန်တော်တို့ကိုယုံကြည်လက်ခံလိုက်တဲ့အခါမှာတဖြည်းဖြည်းကြီးထွားလာတဲ့ຢာမျိုးပါ ။ရိုးရှင်းတဲ့ကြောင်းဝတ်ဆောင်တွေရတော့ကိုယ့်ရဲ့စရိုက်နဲ့ကိုယ့်ရဲ့မှုကိုပေါ်လင်းစေနိုင်ပါတယ် အရာအလုံးကတဘာဝကြနေရကိုသဘောကျတယ် ဒီနေ့ရှို့တွေကတော့ရမ်းပြောဖို့ကောင်းတယ်ပုံမှန်လုံးနေရသလိုမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့တငယ်ချင်းတွေနဲ့အเจ้าမှာရှောက်လေရသလိုမျိုးခံစားရပြီးတော့ရက်လက်တွေရတယ်မိုက်စားပါတယ် တင်းရဲ့ style နဲ့ယုံကြည်မှုတွေကို share လိုက်တဲ့အခါမှာပတ်ဝန်းကျင်နဲ့တငယ်ချင်းတွေကိုပါစိတ်အားတက်ကြွစေမှာပါကဲခုတင်းလက်ရောက်ပါပြီတင်းရဲ့ style ကိုဖော်ပြပါတင်းရဲ့ယုံကြည်မှုကိုတည်ဆောက်ပါ Vivo V70 နဲ့2တင်းရဲ့ school fit တွေကိုရိုက်ကူးပြီးတော့ #VLabMyself နဲ့ #VLabMyFit campaign မှာပါဝင်လိုက်ပါတင်းရဲ့ confidence ကအခြားတစ်ယောက်အတွက်စိတ်ခွန်အားဖြစ်စေမှာပါပြီးတော့ဘယ်နေရာတော့ကိုချစ်ချင်းတွေကိုကိုစားပြုတဲ့ဆက်လက်ပူပေါင်းကြီးကိုလည်းတည်ဆောင်သွားဖို့မမေ့နဲ့နော်